တခါကြီးမယုံရင်တော့သွားပြီးတော့မေးပေါ့ဆင်းသေးလို့ဝင်စားတယ်အဲ့ဒီဆင်းသေးလို့ဝင်စားတဲ့လူကလေလူဘဝရောက်တော့ဆင်ဦးစီးဖြစ်တဲ့သူ့အရှင်သခင်ထားပြီးမဲ့နေတဲ့တစ်ခေါင်းတွေကဟောဆေးတံတူလေးယူပေးသဗျာလူဘဝရောက်တော့ပြီးတော့လေသူ့အရှင်သခင်ထားခဲ့တဲ့ကြည်နေတဲ့ဝိရွရှင်ဘုရားရှိအနန္တ၅ပါးကိုရှိခိုးပါ၏ဗျာအနန္တ၅ပါးကိုရှိခိုးပြီးတဲ့နောက်ဒီကနေ့ဘုန်းကြီးတို့1338ခုဓဘောင်းလဇန်တရက်နေ့ညတောင်ငူမြို့တကုံတိုက်ရှိတကုံတိုက်မှကိုအေးပင့်လျောက်ပြီးတော့ထတ်တောင်းတဲ့တရားနှစ်ညကိုဘုန်းကြီးဒီကနေ့အစနေ့ဆိုကြပါစို့ဒီနန္ဒ၅ပါးရှိခိုးပြီးတဲ့အချိန်ခါမှာအားလုံးတရားနာပြိဿအဘုန်းကြီးဒီကနေ့ရှေ့ပိုင်းမှာဒါနနဲ့ပတ်သက်တဲ့ဒါနကံဆိုင်ရာအဖျားပြာကိုဘုန်းကြီးဟောပါမယ်ဒါနနဲ့ဆိုင်ရာဆိုရင်ဗုဒ္ဓဘာသာမြန်မာလူမျိုးများသည်ဒီဒါနကိုအကြောင်းခံ၍လူပြေနတ်ပြေဓမ္မပြေကျင်လီခံစားပြီးတော့နိဗ္ဗာန်မရသေးရင်တန်တရားတစ်ခွင်မှာကျင်လီကြတရိษံဖြစ်ခွေးဖြစ်ဝက်ဖြစ်ကြက်ဖြစ်နွားဖြစ်အစရှိသဖြင့်ဒီလိုကြပြောင်းကြပြန်စုံဆံဖြစ်နေကြတဲ့တတ္တဝါတွေမှာဒါနမပါရင်တန်တရားမှာခရီးသွားမလားရေဘူးနဲ့ဖဏမပါတော့ຫນွေကာမတိဒါနနဲ့သီလမပါတော့သေကာမတိမြည်သည့်ပုဂ္ဂိုလ်မဆိုခွေးဖြစ်တော့လဲခွေးကသူ့ဘဝလေးချမ်းချမ်းသာသာနေနေတာနွားဖြစ်ပြန်တော့လဲနွားကသူ့ဘဝလေးချမ်းချမ်းသာသာနေခြင်းနဲ့လူဖြစ်ပြန်တော့လဲလူဘဝလေးချမ်းချမ်းသာသာနေခြင်းညာနာနတ်ဖြစ်တော့လဲထို့သူမြမဖြစ်တော့လဲထို့သူဒီလိုနေခြင်းရသဖြင့်ချမ်းသာခြင်းတဲ့ပုဂ္ဂိုလ်တိုင်းဘာလုပ်ရမလဲဒါနပြုပါဒီဒါနကိုပြုတဲ့အချိန်ခါမှာလည်းပဲဖယားမကြိုက်တဲ့အလုတ်လားလို့ဆိုတော့ဘုရားကိုယ်တော်မြတ်သည်ပါရမီ10ပါးမှာဒါနပါရမီကစပြီးတော့ဖြည့်ခဲ့ပါဒါနပါရမီကဘုရားကိုယ်တော်မြတ်ကြီးစပြီးဖြည့်ခဲ့သဖြင့်ဘုရားကိုယ်တော်မြတ်သည်ဒီဒါနရဲ့အကျိုးတရားတွေကိုလည်းများစွာဒေသနာကျမ်းဂန်မှာဟောထားတာရှိပါတယ်သို့တော်လည်းပဲဒီဒါနကိုလူတိုင်းသဘောပေါက်သလားလို့ဆိုတော့လူတိုင်းသဘောမပေါက်ကြသေးဘူးဘုန်းကြီးတောရွာတရွာမှာကြုံခဲ့ရဥပုံနေကြီး8ရက်နေကြီးပေါ့ဒကာကြီးတယောက်အသက်60ကျော်ပါပြီဥပုသ္တရေနဲ့ကျုပ်နဲ့စကားပြောနေကဒဇင်ကြီးခါချိတ်ပြီးတော့ကျောင်းပေါ်တက်လာနောက်ဒဇင်ချဖယားရှိမခိုးဘူးဘုန်းကြီးရှိမခိုးဘူးတင်မလင်ခွေးထားကျုပ်ကမူကြည့်ရင်အလွန်သိတယ်ဘုန်းကြီးရှိမခိုးပဲဝင်ထိုင်တော့ဘုန်းကြီးကမေးဒကာကြီးဥပုဆောင်လာသလားလို့မေးစဉ်းစားဖို့ဘုန်းကြီးမသိလို့မေးတာမှမဟုတ်ဘဲနဲ့ပုံစံကြည့်ပြီးဥပုဆောင်လာတာမဟုတ်မှန်းသိလို့တမင်သက်သက်မေးဒကာကြီးဥပုဆောင်လာသလားလို့ဆိုတော့သူကပြောတယ်စောင့်ပါဘူးကူတော့ဘာဖြစ်လို့လဲဒကာကြီးရဲ့လို့ဒီမှာသူများတွေဥပုဆောင်နေတယ်
အဲ့ဒါဒုက္ခဖြစ်ခြင်းတဲ့လူတွေမှုဥပုသ်ဆောင်တာတဲ့ဗျာစပုံလေးနားထောင်ကြည့်တခါကြီးရဲ့လို့ဥပုသ်ဆောင်တာဒုက္ခဖြစ်သလားလို့ဖြစ်တာပေါ့ဘုရားတဲ့အရှင်မယားတို့ဟောနေတဲ့အကြောင်းအကျိုးနဲ့မဟောဘူးလားဟောတာဘောတခါကြီးကအကြောင်းကျိုးဆိုတာဥသတိလတို့ဟောခြင်းလို့ဟောတာမှမဟုတ်ပဲဘုရားဟောတဲ့အတိုင်းဟောရတာပဲကဲဒါဖြင့်မင်းမဲ့ဘုရားတဲ့ကဲမင်းစမ်းပြလို့ဥပုသ်ဆောင်တာအကြောင်းလားအကျိုးလားအဲဒီကကြီးဥပုသ်ဆောင်တာအကြောင်းပေါ်ဗျာဒါဖြင့်ဒါနပြုတာလှူတာကောဗျာအဲဒီကကြီးရဲ့လို့လှူတာလည်းအကြောင်းပေါ်ဗျာဒါဖြင့်ဥပုသ်ဆောင်တဲ့အကြောင်းတရားတွေလှူတဲ့အကြောင်းတရားတွေလုံနေရင်အကျိုးတရားဖြစ်မလာနိုင်ဘူးလားကိုတော့တဲ့ခက်လိုက်တာတကားကြီးရဲ့လို့အကြောင်းလုံးမှတော့အကျိုးဖြစ်ပေါ်လာမှာပေါ့ဒါဖြင့်ဥပုသ်ဆောင်တာသည်လှူတာသည်အကြောင်းဆိုရင်အကျိုးဖြစ်လာမှာကဘာတွေလဲဗျာခမရတို့သီလဆောက်တည်တော့အသက်ရှိမယ်ဘောလို့ဒါနပြုလှူတော့ချမ်းသာမယ်ဘောလို့ဒါလိုချင်တာကိုတော့သူကနိုင်ပေါက်ရောက်သွားတယ်အောင်မေးဘာဖြစ်လို့တုံးတကာကြီးရဲ့ဟာဘာဖြစ်လို့ရမလဲကိုတော့တဲ့ရင်းရင်သီဘုန်းကြီးကိုကိုတော့နဲ့ခေါ်တဲ့လူတွေရှိတောင်းဘူးတော့မရှိပါဘူးကိုတော့ဆိုတာလေးကြုတ်ပြောဦးမယ်ဘုန်းကြီးချင်းသုံးတဲ့အသုံးအနှုတ်ရှင်ဖျားလို့သုံးတချို့ကဘုန်းကြီးကိုတော့မလုံနဲ့နော်အဲ့ဒီတကာကြီးကကြုတ်ကိုတော်နဲ့ကြီးပြစ်ရိုက်ကောင်းပြီကိုတော်တဲ့ဒါလိုချင်တာပဲတဲ့သီလဆောက်တည်တဲ့အကြောင်းတရားတွေဒါနပြုလှူတဲ့အကြောင်းတရားတွေဒီအကြောင်းတရားတွေကြောင့်တန်တရားတစ်ခွင်မှာအသက်ရှင်နေမယ်ကိုတော်တဲ့ချမ်းသာတာတွေခံစားနေရမယ်ကိုတော်တဲ့အဲ့ဒီအကျိုးတရားတွေကိုခံစားနေရရင်လိုချင်တာကနိဗ္ဗာန်ချမ်းသာတာအသက်ရှိတာတွေခံစားနေရသဖြင့်ဒါနိဗ္ဗာန်မရောက်နိုင်အောင်တန်တရားရှိအောင်ကြားတဲ့တုံးခုထားတာကိုတော့နားထောင်တော့ဂုရုဘာသာနဲ့ဥပုသ်ဆောင်ပြင်းတဲ့လူတွေမလှူခြင်းတဲ့လူတွေတော့လုံးလိုက်နိုင်တဲ့စကားမျိုးဂုရုဘာသာနဲ့ဘာမှမသိတဲ့လူမျိုးလိုက်နိုင်တဲ့စကားပေါ့ကျုပ်ကပြောတယ်တခါကြီးရဲ့လို့ဒါနပြုလို့ချမ်းသာတဲ့အကျိုးတရားတွေခံစားနေရတာနိဗ္ဗာန်မရောက်နိုင်ဘူးတန်တရားရှိတယ်ဆိုတာတခါကြီးဒါနကောင်းကောင်းမသိလို့ပါလို့ဒါနပဲမသိရမလဲကိုတော့တဲ့ဒါနဆိုတာလှူတာပဲတခါကြီးလှူတာလေးတစ်ခုလောက်မှတ်ထားတာကိုလို့ကျုပ်လက္ခဏာတစ်ခုပြောမယ်လို့ဒါနဆိုတာစသနာလက္ခဏာရှိတယ်တခါကြီးစွန့်ကြဲခြင်းလက္ခဏာရှိတယ်ဗျာလို့စွန့်ကြဲခြင်းလက္ခဏာရှိတော့ဒါနကိုခမရကျုပ်ကနားလည်အောင်ပြောရမယ်ဆိုရင်ခမရကဘုန်းကြီးလှူတာဒါနဖယားလှူတာဒါနဒါလောက်ထင်တာမဟုတ်ဘူးလို့ဘုန်းကြီးလှူတာလဲဒါနဖယားလှူတာလဲဒါနတောင်းစားပေးတာလဲဒါနဖို့သူတော်လောင်းတာလဲဒါနသီလရင်လောင်းတာလဲဒါနတခါကြီးဒါနအကြောင်းရှောက်ပြောရမယ်ဆိုရင်ခမည်းအိမ်ရှိတဲ့ခွေးဝက်ကြက်ငှက်ဒါတွေကျွေးတာလဲဒါနလို့သာသနာလက္ခဏာရှိတယ်တခါကြီးရဲ့လို့ဒါနကျုပ်နားလဲအောင်ပြောနေပါတယ်လို့ကဲကောင်းပြီဗျာလို့တန်မြာတိုးခြင်းသလားရှည်ခြင်းသလားပြုတိုးခြင်းတယ်ကိုတော်တဲ့တိုးခြင်းလို့ဥပုပ်မဆောင်လားတိုးခြင်းလို့ဥပုပ်မဆောင်ရင်ကန်ကျုပ်မေးပါမယ်တခါကြီးရဲ့လို့ခမရအခုခါးကဖြုတ်ချတာဘာကြီးတို့တစင်ဖရာတဲ့တစင်ဖရာဘာလို့ဖို့နွားစာရိတ်မယ်တ
ဒါနပြုတန်တရားရှိတယ်ဆိုတဲ့လူကိုကျုပ်ကလက်တွေ့ပြောနေတာကျမ်းဂန်စကားလုံးပါဘူးနွားစာရိတ်မလို့တဲ့အဲ့ဒီနွားစာကဘသူ့ကျွေးမှာနွားစာဆိုအိမ်ကနွားတွေကျွေးမှာဘောကူတော့တက္ကကြီးလို့အကြောင်းတရားပြုလို့အကျိုးတရားတွေရလို့တန်တရားရှိမှကိုကြောက်ရင်အဲ့ဒီနွားမကျွေးနဲ့လို့နွားကျွေးတာလဲဒါနာနွားကျွေးတာလဲဒါနာတက္ကကြီးလေဒါရီလားလို့ဆိုတော့ကြုတ်ပြောအောင်ခမရသားမယားတွေလုံမကျွေးဘူးလားအကျွေးရမှာပေါ့ကိုတော့တယ်ဒါကတော့ဘုရားဟောထားတဲ့ပုဒ္ဒဒါရတသင်္ကဟောဟောဗျာဘုရားပြုတဲ့ဒါနကိုခြေစုံပြစ်ကံပြီးအခုမှမြန်ဘုရားဟောပုဒ္ဒဒါရတတွေပါတွေလုံပြမလားလို့ခမရဒါနကြံဒီကဟောတယ်မထင်နဲ့ဘုရားဟောတာပြောလို့ခမရသားမယားလည်းလုံမကျွေးနဲ့တကားကြီးအဲ့ဒါဒါနဗျာအကြောင်းနေလို့ခမည်းကအကြောင်းပြတ်ရင်တန်မြာတိုလိုက်မယ်ထင်တဲ့လူဆိုတော့အကြောင်းပြတ်တရားဟောရမယ်ခမည်းတနေ့ထမင်းဗန္ဒနာစားနှစ်ထပ်ကိုတော့တဲ့ပုံမှန်စားရင်တစ်ခါတနေ့9ထပ်လောက်စားမစားနဲ့လို့အကြောင်းပြတ်ချင်တယ်ပြင်တန်မြာရှိမှကြောက်လို့အဲ့ဒီအကြောင်းတွေကိုပြတ်ချင်တယ်ဆိုရင်တခါကြီးထမင်းမစားနဲ့ထမင်းမစားဘဲနေလို့9ရက်ပြည့်လို့ရှိရင်ထမင်းအသက်9ရက်မစားရင်သေချာလို့တန်တရားပြတ်သလားဗျာလို့အကြောင်းခင်ဗျားအသက်ရှည်တာတွေခံစားနေရလို့ရှည်တယ်ဆိုရင်ကိုင်းအသက်တူအောင်9ရက်မစားဘဲနေသေပါပြီလို့တူသလားတန်တရားပြတ်သလားလို့ရောက်သလားလို့နေပါကျုပ်ဒီတိုင်းမေးလိုက်တော့ဘယ်သူနဲ့မှကာကြီးကတ္တမတွေ့ဘူးတဲ့ကိုတော်နဲ့တောင်မှကာကြီးကတ္တတွေ့ကဲစဉ်းစားကြည့်ပြေးစားကြည့်သူကကတ်သလားကျုပ်ကကတ်သလားလို့တကာကြီးရဲ့လို့ခမရဌာနအကြောင်းမသိလို့ပါလို့နောက်ရက်ကိုလေလို့အေးဆေးဆေးလာခဲ့ပါလားဗျာလို့ခမရနဲ့ကျုပ်နဲ့ဌာနရှင်းတန်းလုပ်ရအောင်လို့ကျုပ်သူ့ဖိတ်ခေါ်ပါလာတယ်နောက်ရက်လာတော့ကျုပ်ဒါနအခန်းတွေကြီးခွဲပြောလိုက်တပုရိသဒါန5မျိုးသူတော်ကောင်းလှူတဲ့ဒါနတွေဒါတွေကိုကျုပ်အကျေရဝင့်ရှင်းပြီးတော့ပြလိုက်တဲ့အချိန်ခါမှာစေရနာကံကောက်ပုံတွေဒါနပြုတဲ့နေရာမှာလှူလိုက်လို့ပစ္စည်းကုန်မှာနှမျောရင်လောဘဒီပစ္စည်းကုန်မှာကိုမနှမျောပဲနဲ့ငါလှူလိုက်တဲ့ဟောဒီအလှူဒါနကြောင့်ဒီဘဝကသိရင်နောက်ဘဝမဆင်းရဲဘူးလူချမ်းသာကြီးရမှာကွာမျောလင်းချက်လောဘပဲနတ်ပိမှန်ကြီးခံစားရမှာကွာနတ်ပြည်ရောက်မှာကွာလောဘပဲဒီလောဘဥစီပြီးလုတ်သမျှခမည်းတော်ကျွတ်တူတန်မြာရှိရမှာပဲတန်တရားရှိတယ်ဒါနပြုတန်တရားရှိတယ်ဆိုတဲ့စကားလုံးလေးကပုံမှန်အတတ်လွဲနေတာပါတကားကြီးရဲ့ဒါနကတန်တရားမရှိဘူးခမည်းတော်ကျွတ်တို့အစ္ဆဒတန်တံမှာကိန်းအောင်ပြီးတော့နေတဲ့လောဘကြောင့်ခမည်းတော်ကျွတ်တို့တန်တရားရှိကြပါလေကျုပ်နောက်ဥပမာပြောပြကဲဆိုကြပါစို့ဗျာလို့လက်သမားလှုပ်လို့ရလကစားလှုပ်လို့ရဘယ်လိုစီးပွားရေးနဲ့လှုပ်ရတယ်ဗျာလို့ငွေ30အိတ်ထောင်နဲ့ထက်ဈေးထဲလျှောက်သွားလိုက်ခေါက်ဆွဲစားခြင်းဒီငွေ30နဲ့ဝယ်စားစိတ်နဲ့ဤတယ်အဖွာလူတန်းလောက်ခြင်းနဲ့ငွေ30နဲ့ဝယ်စားချိုးတယ်အေးနောက်တစ်ခါသွားစားလိုက်အောင်မုံဒီစားခြင်းနဲ့ထမင်းစားခြင်းနဲ့အကျက်သားကျော်စားခြင်းနဲ့ဘဲသားကျော်စားခြင်းနဲ့စားခြင်းတာကိုခမားဝယ်စားအဲ့ဒါငွေ30ကကျုပ်နဲ့စားပါလို့ခိုင်းမလားဗျာလို့ခိုင်းပါဘူးဗျာကိုစားခြင်းလို့စားတာလို့ခမားရှာရတဲ့ငွေ30ကခိုင်းတာမဟုတ်ဘူးလို့ကဲဘီလိုက်ရွယ်တော့ဗျာချိုးတယ်ဘားဆိုင်ဝင်းထိုင်များမူးတယ်
ငွေ30ကကျုပ်နဲ့တောက်ပါလို့ခိုင်းသလားမခိုင်းဘူးလို့ကိုတောက်ချင်လို့တောက်တာအဲ့ဒါဥပမာပြုတ်လို့ခမည်းတော်ကျွတ်တို့အခုလှူးနေကြတယ်ဆိုတဲ့ဖယားလှူတဲ့ဒါနဖြစ်ဖြစ်ဘုန်းကြီးလှူတဲ့ဒါနဖြစ်ဖြစ်အတရိษံနေကျွေးတဲ့ဒါနဖြစ်ဖြစ်ဘုသူတော်သီလရင်းနေလောင်းတဲ့လှူတဲ့ဒါနဖြစ်ဖြစ်အဲ့ဒါခမည်းတော်ကျွတ်တို့ဘယ်စည်းဝါးနဲ့ရရှာထားတဲ့ငွေ30နဲ့အဲ့ဒီဒါနနဲ့တူပါတယ်လို့ငွေ30ဒီကျုပ်နဲ့ဝယ်စားပါလို့မပြောသလိုခမည်းတော်ကျွတ်တို့ပြုတဲ့ဒါနကလည်းပဲကျုပ်ဒါနကြီးပြုပြီးတော့လူချမ်းသာကြီးတောင်းလိုက်စမ်းပါပြုတ်လို့ဒါနကခိုင်းသလားတကားကြီးရဲ့လို့ခိုင်းပါဘူးဗျာဒါဖြင့်ကျုပ်ဒါနကြီးပြုပြီးတော့နတ်ချမ်းသာကြီးတောင်းလိုက်စမ်းပါလို့ခိုင်းသလားလို့ခိုင်းပါဘူးမခိုင်းဘူးဗျာဒါဖြင့်ဘာပြုလို့ဒီဒါနကြောင့်လူချမ်းသာနတ်ချမ်းသာတွေရဒါနတော့ဘောဂဝါဆိုတဲ့ပုဂ္ဂိုလ်လည်းရှိနေတော့ဒီအကြောင်းတရားကိုလုပ်ရင်ဒီအကျိုးတရားရလိမ့်မယ်ဒီအကျိုးတရားတွေရလို့တန်လျာရှည်လိမ့်မယ်ထင်ရင်မလှူပဲမနေနဲ့ဟဲ့လို့ဘုရားကမဟောပဲနဲ့အဲ့ဒီအကျိုးတရားတွေပြတ်ရာပြတ်ကြောင်းလှူတဲ့နေရာမှာဘုံသုံးပါးကိုမတောင်းပါနဲ့ဝိဝတ္တဒါနဖြစ်အောင်ဘုရားဒီတိုင်းဟောခဲ့ဘုရားဟောတဲ့ကျမ်းဂန်ပြန်ကြည့်လိုက်တော့အပ္ပမတ္တကံပဏ္ဏမုဋ္ဌိမတ္တဒါနကုသလံမဟန္တံဝေလံမဒါနာရိကုသလံဝဟောတုသစေဝတ္တသံပတ္တိပဋ္ဌိတဝဝတ္တမေဝအာဟာရိဒုံတကောတိဒါပါဠိမြန်မာလိုပြောမယ်ပြောလို့ခင်းရတဲ့ဆုံးလှူတဲ့ဒါနဖြစ်ဖြစ်ဝေလာမပုံနာကြီးလှူသလိုတိုင်းပြည်ချက်ပြုတ်မစားရအောင်မိโกဒိတ်ထမရေချောင်းစည်းလှူတဲ့ဒါနဖြစ်ဖြစ်ဘုံသုံးပါးကိုတောင်းရင်ဘုံသုံးပါးတော့ရတယ်ဒါဖြင့်နိဗ္ဗာန်ခေါ်လို့ဆိုတော့နောဝိဝတ္တံတကားကြီးနိဗ္ဗာန်တော့မရဘူးပြောတတိတော့ဒါလိုချင်တာဖះရတယ်ဘာထသဘောပေါက်လိုက်တယ်မသိအတော်ခွက်ကြတယ်စကားအစအဆုံးလည်းနားမထောင်သေးဘူးဒါနပြုပြီးနိဗ္ဗာန်မရဘူးဆိုတာလေးအကြကောက်လိုက်ပြန်ရောပြိဿရဲ့သူကတကားကြီးရှင်းအောင်နားထောင်အောင်နော်လို့ဘုံသုံးပါးတောင်းရင်ရတယ်လူချမ်းသာနတ်ချမ်းသာမြမချမ်းသာတောင်းရင်ရတယ်နိဗ္ဗာန်မရဘူးလို့ကြုတ်ပြောတဲ့စကားကလှူလို့နိဗ္ဗာန်မရောက်ဘူးလို့တခုတည်းပြောတာမဟုတ်ဘူးဘုံသုံးပါးတောင်းတဲ့ဒါနမို့ဘုံသုံးပါးသာရနိုင်တဲ့နိဗ္ဗာန်မရဒါဆိုတာဗျနိဗ္ဗာန်ရောက်အောင်ဒီဒါနဘယ်လိုပြုကြမလဲဣရမေပုံယံအသဝခယံဝဟံဟောတုတိပါဠိဘုန်းကြီးတွေပေးနေတဲ့အဲ့ဒီစုကရမ်းပေးတာမဟုတ်ကျမ်းဂန်ကလာတဲ့စုပြောလို့ဣရမေပုံယံအသဝခယံဝဟံဟောတုတိလို့ယူစီခြင်းအာတဝတို့ရဲ့ကင်းပြရာကိုရည်မှန်းပြီးဆုတောင်းလိုက်မယ်ဆိုရင်ဖြင့်သာဝကဘောဓိစုပစ္စေကဘောဓိစုသမ္မာတံဘောဓိစုလို့ဆိုတဲ့အဲ့ဒီစုသုံးပါးကိုလိုချင်တာရနိုင်တဲ့တကားကြီးနားရှင်းအောင်ပြန်ပြောရပေးသနားထောင်နော်ဒါတော့တန်လျာရှိတယ်ဆိုတာတဲ့ဘုရားကဒါနကရှိတာမဟုတ်ပါဘူးကွာတဲ့အဲ့ဒီဒါနအကြောင်းပေါ်မှာလောဘလေးကလိုက်ဥစည်းပြီးတော့နေလို့လောဘကြောင့်ရှိတာဖြစ်ပါတယ်တဲ့ပြိဿဒါကြောင့်ဒါနပြုတန်လျာရှိတယ်ဆိုတဲ့စကားလေးကိုကျွတ်တို့ပုံမှန်အတ္တမှားနေတယ်လောဘပေါ်ပြောင်းတက်လိုက်ပါပြိဿကြီးဘယ်ပေါ်ပြောင်းတက်ရတန်လျာရှိတယ်ဆိုတာဒါနကြောင့်လားလောဘကြောင့်ဒါကြောင့်လှူတဲ့နေရာများလေပြိဿကြီးအကျိုးမရှိဘူးလို့တမန်ငါရှံငါသူများပြောတဲ့နောက်များရောရောင်လိုက်မသွားနဲ့နော်ရောရောင်လိုက်မသွားနဲ့ပညာလေးနဲ့ဦးစီးပြီးတော့မိမိတို့လိုချင်တဲ့ဒုက္ခခတ်သိမ်းချုပ်ငြိမ်းရာနိဗ္ဗာန်ကိုသာရည်မှန်းပြီးတော့လှူပါပြိဿဒါတန်လျာတူပါလေ
ရှင်မရတန်တရားတိုးတယ်ဆိုတော့ဂိုင်းဆိုကြပါစို့ဗျာတပည့်တော်တို့ကလှူလိုက်ပြီဗျာနိဗ္ဗာန်လိုချင်လို့နိဗ္ဗာန်တောင်းလိုက်နိဗ္ဗာန်ကဒီဘုံတဘဝတည်းနဲ့မရသေးဘူးဗျာမရသေးရင်တန်တရားကိုကျင့်လိရအောင်မယ်ဗျာတန်တရားကျင့်လိတော့ရှင်မရသိတဲ့အတိုင်းလူဖြစ်တော့လေတပည့်တော်တို့ကချမ်းသာခြင်းသေးတာဗျာနတ်ဖြစ်တော့လေချမ်းသာခြင်းသေးတာဗျာနိဗ္ဗာန်တောင်းတော့ဗျာတဲ့နိဗ္ဗာန်ကမရသေးဘဲနဲ့နောက်ဘဝတွေမှာကျင်လီနေရတော့လူဖြစ်တော့လူချမ်းသာနတ်ဖြစ်တော့နတ်ချမ်းသာမတောင်းလို့တပည့်တော်တို့နိဗ္ဗာန်မရခင်မွဲမွဲတည်တည်ငတ်ငတ်ပြတ်ပြတ်နဲ့သွားရမှာလားဒီချမ်းသာတာတွေကိုမခံစားရတော့ဘူးလားဖရာလို့အားတော့မလျှော့နဲ့ခံစားရတယ်အဲ့ဒါကျုပ်ကဥပမာတစ်ခါပြန်ပြောကဲပရိသတ်ကြီးကိုနားလဲအောင်အဲ့ဒီဥပမာလေးကျုပ်ပြောပါမယ်ပရိသတ်ကြီးဒီတောင်ကူကနေပြီးတော့အမြန်ယထာကိုမန္တလေးရောက်မဲ့လက်မှတ်ဖြတ်ဘယ်ရောက်မဲ့လက်မှတ်တော့မန္တလေးရောက်မဲ့လက်မှတ်ဖြတ်ပြီးမန္တလေးရောက်နိုင်တဲ့လက်မှတ်ကြီးနဲ့မိယထာပေါ်တက်စီးလိုက်သွားပြီးတောင်ကူပူရာပြီးတော့ဟိုဘက်ဘာပူရာစတွေ့ရပါတယ်ကြီးတော့ဟုတ်ပြီကျုံမသိလို့မေးတာနော်မိသားနဲ့မသွားတော့လည်းမသိတဲ့လူတွေအများကြီးပါမှာပေါ့ဟိုကျုပ်လည်းပဲစီးတော့စီးတယ်ဒီဘူရာပြီးဟိုဘက်ဘာဘူရာမှမသိလို့ကဲဆိုကြပါစို့ကြာကြီးတော်ဘူရာကစပြီးတော့ဟိုဘက်ဘူရာတွေရှိမန္တလေးမရောက်ခင်ကြားမှာအတော်လေးများမန္တလေးရောက်နိုင်တဲ့လက်မှတ်ကြီးဖြတ်ပြီးမိသားပေါ်စီးသွားတဲ့လူတယောက်ကမန္တလေးမရောက်ခင်လမ်းရှိတဲ့ဘူရာယုံတွေငါဖြတ်သွားခြင်းလိုက်တာကွာလူများတောင်းတစရာလိုသလားဗျာမလိုဘူးမန္တလေးရောက်နိုင်လက်မှတ်ကြီးဖြတ်သွားတော့မရောက်ခင်အမလေးဒီဘူရာတွေဖြတ်ကြောပြီးတော့သွားရအဲ့ဒါဥပမာမန္တလေးကိုနိဗ္ဗာန်နဲ့တန်တန်ထားဥပမာတကယ်နိဗ္ဗာန်ပြောနေတာမဟုတ်ဘူးမန္တလေးကိုဥပမာနိဗ္ဗာန်တန်တန်ထားပြီးတော့ကဲဒီတောင်ကူမြို့ကနေပြီးတော့နိဗ္ဗာန်ရောက်စေနိုင်တဲ့မိထားလက်မှတ်နဲ့တူတဲ့ဒါနာကြီးပြုလိုက်နိဗ္ဗာန်ရောက်စေနိုင်တဲ့ဒါနာကြီးပြုပြီးတော့ခမည်းတော်ကျွတ်တို့သည်တန်တရားခရီးမှာခမည်းတော်ကျွတ်တို့ရဲ့ဝိညာဉ်ကြီးဟူသောယထာပေါ်မှာစီးသွားပြီဆိုကြပါစို့စီးသွားလိုက်တော့နိဗ္ဗာန်ကိုမရောက်ခင်မန္တလေးမရောက်ခင်ဖြတ်သွားရမယ်ဘူရာယုံတွေနဲ့တူတဲ့လူဘဝလူချမ်းသာလူဘူရာယုံနတ်ဘဝနတ်ချမ်းသာနတ်ဘူရာယုံဗြဟ္မဘဝဗြဟ္မချမ်းသာဗြဟ္မဘူရာယုံဆိုတဲ့လူချမ်းသာနတ်ချမ်းသာဗြဟ္မချမ်းသာတာတွေဆိုတာဟာပိဿကြီးနိဗ္ဗာန်မရောက်ခင်ဖြတ်မသွားရဘူးလားဗျာတပည့်တော်တို့နိဗ္ဗာန်ရောက်ခြင်းလို့ဆူတောင်းပြီးဒီချမ်းသာတွေမခံစားရတော့ဘူးလားဖရာလို့ဆိုတော့နိဗ္ဗာန်မရောက်ခင်ဖြတ်ပြီးတော့မန္တလေးမရောက်ခင်သွားရမယ်ဘူရာတွေနဲ့တူတဲ့ချမ်းသာတွေမှုတောင်းနေစရာလိုသေးသလားပိဿကြီးမလိုတော့ဘူးတဲ့ဗျာခံစားသွားရမှာပဲတဲ့ဒါကြောင့်တရားနာပိဿကြီးနိဗ္ဗာန်ကိုရောက်စေနိုင်တဲ့ဒါနာကြီးပြုပြီးကမျှဖြင့်တက္ကကြီးရဲ့လို့တောင်းနေစရာမလိုဘူးမတောင်းလည်းရပါတယ်လို့ဒါကြောင့်ဒါနသံဃာရှိတယ်ဆိုတာမယုံပါနဲ့ဗျာလို့ခင်ဗျာကြုတ်ပြောတာသဘောပေါက်သလားလို့ဆိုတော့အတော်လေးသဘောပေါက်သွားတယ်သဘောပေါက်ရုံမကဘူးနောက်ရက်တွေကြောင်းလာတော့လေအမဲလက်ဖက်ချောက်လေးပါလာမဲဆွန်းဆံလေးတွေပါလာတယ်လက်ဖက်ရည်ကြီးလေးပါလာနောက်ရက်ဆွန်းအုပ်တွေပို့လာတက္ကကြီးအတော်ဟန်ကြသွားပြီလို့ကြာရောက်ပေါ်ဘုရားတဲ့တပည့်တော်တို့ကခက်တယ်ဗျာတဲ့စာကလည်းသိတတ်တာမဟုတ်ဘူးတဲ့ဟိုလူတွေပြောတော့လေဟုတ်ပဲဘုရားရှင်းတော့ကနိုင်ငံရေးစကားပြောတဲ့လူတွေကိုတောကအဖိုးကြီးဆေးလိပ်ကြီးတစ်စောင်လောက်ခဲပြီးမြေကြီးလက်ဝါးနဲ့ရိုက်တာလို့ပေါ့ရှင်းတော့ကနိုင်ငံရေးသမားတွေပြောတယ်ခုခေတ်တော့နိုင်ငံရေးသမားမရှိလို့နိုင်ငံရေးသမားကအမလီဟောဒီလိုခုံကြီးကိုလက်သီးနဲ့ထုပြီးတော့ခမည်းတော်အတွက်ကျွန်တော်ကောင်းတော့အောင်လို့
ဘာပြောတော့ဆေးဘောလိတ်ခဲတဲ့ခေါင်းပေါင်းတဲ့ဖူးကြီးကထာမှန်တယ်ကွာဟိုကပြောတဲ့စကားလည်းမစင်စားဘူးခမည်းတော်အတွက်ကျွန်တော်ကောင်းစားအောင်လုပ်ဟာလက်သီးလက်မောင်းတန်းဟေးဒါမှန်တယ်ကွာတခါကြီးအဲ့ဒါလို့ဖြစ်နေတာပဲလို့သဘောမပေါက်ဘူးကိုနားမလဲတာနဲ့သူတို့သိတဲ့စကားလုံးကိုမဝေဖန်တတ်တာနဲ့ပဲသူတို့ပြောတိုင်းဒါနသံမြာရှိတယ်ဆိုတာနောက်လိုက်မသွားပါနဲ့ဗျာလို့ဒါနဖယားဟောတာပါလို့ကဲတခါကြီးသဘောပေါက်ပလားလို့ပေါက်ပါပြီဗျာတဲ့တပည့်တော်သူတို့ပြောတော့ကအဟုတ်ထင်ပြီးသူတို့နောက်လိုက်မိတာဗျာတဲ့ခုတော့မှားမှန်းသိလို့နောက်ကိုတပည့်တော်ကိုဟိုဆရာတကာရင်အောက်မိပြီးတော့ဆုံးမပါတဲ့သွန်သင်မာတဲ့ဝန်ခံတယ်ဝန်ခံပြီးတဲ့နောက်ဘသူညင်းထားတဲ့စကလုံးရဲ့မသိဘူးသူနောက်တစ်ခေါက်ကြောင်းရောက်လာတော့ကျုပ်လျှောက်ရှင်မရတဲ့ဟိုဖျားဟောထားတဲ့ကျမ်းဂန်တွေထဲမှာဟိမဝန္တာတော်ဆိုတာရှိတယ်ဗျာအဲ့ဒီဟိမဝန္တာတော်မှာဗျာတဲ့တပည့်တော်တို့ဟိုပေါက်နေတဲ့ကြံမင်းကြီးတွေဟာထမ်းလုံးပမာဏငပြောလုံးပမာဏအကြီးကြီးတွေလို့ပြောတယ်ဗျာကြံရည်တောက်ချင်တဲ့လူကခုခစ်လို့ညှင့်မနေရဘူးဗျာအဲ့ဒါကြီးကိုအလဲကောင်ကဖြတ်ပိုင်းပြီးအိုးတဲ့ထောင်ဆိုင်ထားလိုက်ရင်အလိုလိုတပေါက်ပေါက်ကြလို့အဲ့ဒါအလွယ်တကူတောက်ရတယ်ဗျာအဲ့ဒါဘာပြုတော့လို့တပည့်တော်ဗျာတဲ့အဲ့ဒါကြီးမြင်ရင်းတာအဲ့ဒီလူနေရာကြီးရောက်ချင်တာတပည့်တော်သိချင်တာတဲ့တကားကြီးလို့ကိုယ်အလုံးမဟုတ်ပါဘူးလို့မကြံစီအပ်ဘူးလို့တကားကြီးယူသွားလိုက်မယ်ကျုပ်ကမကြံစီအပ်တဲ့၄ခုကိုကျုပ်ပြောခဲ့ကံပြေးသားကြီးနောက်ကလက်ချိုးပြီးဆိုကြည့်စမ်းပါဖယားအရာမကြံရဇံအရာမကြံရကံအရာမကြံရလောကအရာမကြံရဖယားဇံကံလောကဖယားရဲ့ဇံရဲ့ကံရဲ့လောကဘယ်နှခုတော့၄ခုပါဗျာပြောကြည့်စမ်းပါရေရင်ဝေးထွက်သွားငါနဲ့အေးဟုတ်ပါဗျာကလေးလေးတွေဖြေကြဖယားအရာကိုမကြံရဘူးကျွတ်တို့ဖယားအရာကြံမိလို့ဘောတရားနာပိသစာကြဘုန်းကြီးတွေမကဘူးကျောင်းကဘုန်းကြီးပါအဆဲခံရကျွတ်တို့စတက်တုံးကလေဟောမန္တလေးမှာဘုဘ၅ပါးဒီဘ၅ပါးညင်းအေးဖယားကမြတ်တယ်ကွာတရားကမြတ်တယ်ကွာမင်းကဘာလို့တရားကမြတ်တာအိုးမင်းဖယားဖြစ်လာတာဒီတရားချင်းလို့ဖြစ်တာကွာတရားကအရင်ရှိပြီးသားကွာဖယားကနောက်မှပွင့်တာကွာမင်းတို့အခုသင်ရလေ့ကျက်နေတာတွေဘယ်သူကဟောထားခဲ့လို့တို့သင်ရတော့ဟေးဖယားကဟောထားတာဖယားမြတ်တယ်ကွာဟုတ်ကွာတရားမြတ်တယ်ကွာဟိုဘက်၅ပါးဒီဘက်၅ပါးညင်းရောညင်းယုံနဲ့မကဘူးစာကြဘုန်းကြီးကျောင်းရောက်တော့သူများတွေပြန်နေကျွတ်တို့မပြန်ဘူးဘုန်းကြီးရှောက်မလို့ချမ်းနေရခဲ့မောင်မစင်းတို့ပြီးပြီလေပြန်ညတပည့်တော်သူရှောက်ရှာရှိလို့ဗျာကဲရှောက်စားနားမရှင်းတာရှောက်နော်ကျမဗျာတပည့်တော်တို့ဟိုဘက်၅ပါးဒီဘက်၅ပါးဗျာတပည့်တော်တို့ကဖယားမြတ်တယ်သူတို့ကတရားမြတ်တယ်ဗျာဖယားနဲ့တရားဘယ်သူကမြတ်တယ်နဲ့တပည့်တော်တို့ညင်းနေတာဗျာအဖြေမှန်မရလို့စာကြဘုန်းကြီးအဲ့တော့ဘာပြောတယ်ထင်လို့ဟင်အယူတွေဆင်းကြငါကြောင့်ပေါ့ဆင်းကြ၅ပါးကိုမှောက်ရောအဖြေသွားတောင်းမှ10ပါးသလုံးအယူဖြစ်ဟောပါဦးဗျဖြေပါဦးဗျဖြေစရာမလိုဘူးနင်တို့ယူနေပြီသွားဒါနဲ့အဖြေမရဘဲနဲ့ပြန်လာကြောင်းရောက်တော့ကျွတ်တို့ကြောင်းနိုင်ဘုန်းကြီးလျှောက်တပည့်တော်တို့ဒီလိုညင်းတာမသိလို့စာကြဘုန်းကြီးသွားလျှောက်တာဗျာအယူတွေဆိုပြီးနှင်ချလိုက်တယ်အယူဆိုတာတော်သေးတယ်ခွေးပါတယ်ဟာချောင်းဘုန်းကြီးဆဲပါရောပြုလို့တော့ဘာပြုလို့နင်တို့အရာလားတဲ့ဖယားအရာတဲ့ဟောဖယားအရာသွားကြံပြီလို့အယူပြောခံရခွေးသားဆဲခံရတရားကျင့်လို့ဖယားဖြစ်တယ်
ဒီတရားတွေဖယားပြန်ဟောလို့သိရတယ်ဖယားပြန်ဟောလို့သိတဲ့တရားကိုကျင့်လို့လည်းယဟန္တာတွေဖြစ်တယ်တဂရဂာနေဖြစ်တယ်အနာဂာနေဖြစ်တယ်သောတာပန်နေဖြစ်တယ်သူတော်ကောင်းတွေဖြစ်တယ်ဒီသူတော်ကောင်းတွေဖြစ်လာလို့လေသူတော်ကောင်းတွေကပြန်ဟောလို့ဒီတရားတွေကထပ်ပြီးတော့မမြုပ်ဖဲနဲ့ပေါ်လာတယ်ကျွန်းကိုင်းမိကိုင်းကျွန်းမိသူဟာနဲ့သူကိစ္စသူပြီးကမင်းတို့ကဘာဆိုင်လို့ညင်းရတာနွားရင်လည်းဖြစ်မယ်ကွာတဲ့အယူရင်လည်းဖြစ်မယ်ကွာဖယားအရာတဲ့ဗျမှခမရတို့မကြံစီလိုက်တာပြီးတော့ဇံအရာလည်းဒီတိုင်းပဲမကြံစီနဲ့ဇံအရာကြံရင်လည်းယူသွားခမရတို့အခုစက်တင်နဲ့လုပ်တဲ့လေးမြန်ဂျိုရုဒုံးညာလောက်စီးဘူးဘုရားလက်ထက်ကကြည့်လေတရားနာပိဿကောင်းငင်ကိုဇံပြန်တယ်။အဲဇံပြန်တယ်ဆိုတာလူကြီးကျွတ်တို့ဘုန်းကြီးဆိုရင်အခုလိုဒီတိုင်းသင်္ကန်းဝင်းနဲ့ဒီတိုင်းပေါ်တက်သွားတယ်။လက်ကားရခြေကားရနဲ့ရက်ခတ်သွားနေရတာမဟုတ်ဘူး။ဒီတိုင်းပဲတခါတည်းမတ်တက်ကလေးကြွသွား။မဲတင်းမလင်းခွေရလေးကြွခြင်းလဲတင်းမရင်ခွေရလေးကြွသွား။မဲဇောက်ထိုးကြီးဆင်းရင်လဲဇောက်ထိုးကြီးဆင်းချလို့ရ။ဇံအရာဒါကိုမဖြစ်နိုင်ပါဘူးလို့ကြံရင်တဲ့ဘုရားကယူသွားလိမ့်မယ်တဲ့ဗျမကြံရဘူးယူသွားလိမ့်မယ်တဲ့ဒါပေမဲ့လို့တရားနာပိဋကကြီးယခုခေတ်ယခုအခါမှာယဟန္တာလို့ဘယ်မှာပေါ်တယ်လို့လဲခမရတို့ကြားဘူးကြပေမဲ့လို့ကောင်းကင်ကိုလေမြန်မစီးပဲနဲ့ပြန်မပြတော့လဲဇံရတယ်ဆိုတာမယုံကြတော့ဘူးမမြင်လို့မယုံဘူးတဲ့မမြင်လို့မယုံဘူးလို့လုံနေသည်အလျောက်ကျွတ်တို့ကလည်းကောင်းကင်ပြန်မပြနိုင်လေရင်မြန်စီးပြီးသွားတာတော့အခေါက်ပေါင်းများပါပြီလူကြီးဘယ်လိုမှတက်မရသာသနာနောက်ပိုင်းလက်တွေ့မပြနိုင်တဲ့အချိန်ဆိုတော့မယုံဘူးတဲ့မယုံပေမဲ့လို့တရားနာပိဋကကြီးခုခေတ်လေရင်များနေပေါ်သလိုဟိုတုန်းကတို့ဥဒေနမင်းတို့စီးတဲ့ဆင်းနေလို့ဘုရားလက်ထက်ကလည်းရန်တရားတွေနဲ့ဆင်းသေးနဲ့စက်ရုပ်တွေနဲ့စီးကြသွားကြလာကြဒါပေမဲ့လို့ခုခေတ်လေရင်များနေမပေါ်သေးလို့ရှိရင်ကောင်းကင်တွေကိုလေရင်များပြန်နေတာမရှိသေးလို့ရှိရင်ဟိုတုန်းကစက်နဲ့လှုပ်တဲ့ဆင်ယုတ်ကြီးကောင်းကင်ပြန်တကွလို့ပြောရင်ဒီခေတ်ကလူတွေယုံကိုယုံကြည်မဟုတ်ယုံပါဗလားဗျာယုံပါဗျာလေရင်ပြန်တာကိုအခုခေတ်လူတွေမမြင်ရရင်ဆင်ယုတ်ကြီးပြန်တယ်ဆိုတာဘယ်လိုနည်းနဲ့မှယုံကြမည်မဟုတ်ယုံဘူးဗျာအခုလေရင်နေစက်နဲ့ပြန်တာကိုမြင်တဲ့ဖြင့်ဟိုတုန်းကဆင်ယုတ်ကြီးတွေရှိတယ်ဆယ်ရန်တရားတွေနဲ့ကောင်းကင်ပြန်တယ်ဆိုရင်ယုံကိုယုံရတော့မည်နားထောင်နော်သေသေးချာချာနှိုင်းရှင်ချက်မမြင်လို့မယုံဘူးဆိုတာဘယ်တော့ခါမှမလုပ်ပါနဲ့ကျုပ်လေတရားနာပိဋကဟောပြောရအောင်မန္တလေးတောင်မဲ့နားကကျွတ်တို့ရန်တရားစစ်တပ်ထဲကျုပ်သွားဟောစုပေါင်းရှင်ပြုဝဲကြီးစစ်ဘိုလ်တွေဟိုဘက်3-4ယောက်ဒီဘက်3-4ယောက်ကျုပ်လျှောက်တရားမဟောခင်လေးကျုပ်နဲ့တွေ့တော့ဆရာတော်ဘုရားတဲ့တပည့်တော်တို့ထဲမှာလည်းပဲတဲ့ဟိုတမလွန်လောကရှိမရှိတပည့်တော်တို့ညင်းနေကြပါတယ်တဲ့ဒါဆရာတို့ထံကတပည့်တော်တို့အဖြေလိုချင်ပါတယ်တဲ့နောက်ပြီးတော့တပည့်တော်တို့ဟိုငရဲပြည်နတ်ပြည်ဆိုတာလည်းရှိမရှိဒါကိုလည်းတပည့်တော်တို့ဟိုဘက်ယုံတဲ့လူနဲ့မယုံတဲ့လူနဲ့နှစ်ဖက်ညင်းနေကြတယ်ဗျာအဲ့ဒါဆရာတော်ဖြေကဘယ်လိုလဲတဲ့တခါကြီးရဲ့လို့ကျုပ်ဖြေလို့ခမည်းတော်သဘောကျပါမလားလို့အကြရမှာပေါ့ဗျာတပည့်တော်တို့ကျင့်နိုင်ရင်ကြမယ်ဗျာတခါကြီးလို့အဲ့ဒီကျင့်နှံ့အောင်ကတော့ဖျားမတတ်နိုင်ဘူးပြည်သားကြီးကျင့်နှံ့အောင်ဖျားတတ်နိုင်ရလားတတ်နိုင်ပါဘူးဗျာကျင့်နှံ့အောင်ကဖျားကိုမတတ်နိုင်တာပြည်သားရဲ့ဥဇတိလမပြောနဲ့ကံကျင်တော့ဖျားမတတ်နိုင်တာလေးကျုပ်ပြောမယ်လေမာဂန္ဒီဆိုတာကြားဘူးသလားပြိဿကြားပါတယ်ဗျာမာဂန္ဒီကမိမ့်မလား
မိမချောအမလေးလှလွန်းချောလွန်းလို့ဘသူနဲ့မှမပေးစားနိုင်ဘူးဆိုပြီးအထင်ကြီးနေတဲ့မာဂန္ဒီပုံနာလင်မယားကလေသူ့သမီးအတွက်တမက်ရှောင်ရှာတယ်ပြိဿဘသူနဲ့မှတူတယ်ထင်တာမဟုတ်ဘူးတမက်ရှောင်ရှာတာပြိဿရဲ့ဘသူမှမတွေ့ဘူးပြိဿနောက်တော့ဖယားခြေရသွားတွေ့ဟောဒီပုဂ္ဂိုလ်တော့ငါသမီးနဲ့ရတယ်ငါသမက်ဖြစ်ဖို့တော်တယ်တင့်တယ်ဘုရားခြေရသွားတွေ့ပေးသားကြီးမာဂန္ဒီသိတ်လှတယ်သမက်လျှောက်ရှာတာဘုရားနဲ့မှတွေ့ရလေအဲ့ဒီတော့ကဥစတိလတို့ရှိချင်တယ်ကြလားမကြည့်ရတာကိုဗျလှတယ်ဆိုလို့ဘုရားခြေရတွေ့တော့လေအိုးဘုရားခြေရခံပြီးလိုက်သွားလိုက်တာဘုရားတွေ့အမလီသူ့သမီးကိုဘုရားပေးတယ်လူထွက်ပါတဲ့ယဟန်သူ့သမီးနဲ့ပေးစားတော့ကျွတ်တို့ဘုရားကိုတော်မြတ်ကလေပုံနာကြီးတဲ့တင့်သမီးလို့အပုတ်ကောင်ကြီးငါဗုဒ္ဓကဘာလုပ်ဖို့လဲဟာဘုရားကအပုတ်ကောင်ကြီးဘာလုပ်ဖို့တော့နဲ့မာဂန္ဒီကလေကျုပ်ပြောမယ်ပြိဿဘုရားကိုသူကကြိုက်တယ်ဗျာပြိဿမာဂန္ဒီကဘုရားကိုမကြိုက်ဘူးလားဘုရားမှမသိလို့ဘုရားမှမသိလို့မာဂန္ဒီကဘုရားကြိုက်တယ်ကျွတ်တော့ဘုရားကလည်းလောကဘုရားနဲ့တူအောင်လှတာဘယ်သူမှမရှိဒါကြောင့်ရူပဝိလသင်္ကရူပအစိနေယတန်ယုတ်တံဝန္ဒေသာရဂုဏောပေတံတေနမတုလာယူပဝါဘယ်သူနဲ့မှစိနေယတန်ယုတ်တံဝန္ဒေသာရဂုဏောပေတံတေနမတုလာယူပဝါဘယ်သူနဲ့မှမတူတော်မူတဲ့ဘယ်သူမှတူအောင်တုတ်ပြီးတော့လှလို့မရတဲ့အင်မတန်လှပတော်မူတဲ့ရုပ်အဆင်းအင်္ဂါလက္ခဏာနဲ့ပြည့်စုံတော်မူသောမြတ်စွာဘုရားကိုရှိခိုးပါ၏လို့ခင်ဗျားတို့ရှိခိုးကြဘူးလားခိုးပါတယ်ဗျာအတုမရှိဘူးဒီထဲတရားနာပြည်သားအတုမရှိဘူးဆိုလို့ပြောရအောင်အတုမရှိစကားအသုံးမှားသွားမင်းတို့မင်းကြီးလေကြောင်းကြီးဆောက်အမှန်ကဘုန်းကြီးတွေထိုင်မှုဆောက်ကျောင်းကြီးသူကနာမည်တက်လိုက်တယ်အတုမရှိကျောင်းတော်ဘယင်ဆောက်တဲ့ကျောင်းဆိုတော့သူများရဲ့ဆန်းအောင်မဲ့အတုမရှိကျောင်းတော်လို့မှဲ့ပြီးအဲ့ဒီကျောင်းတော်ကြီးတရားနာပြည်သားကျောင်းနိုင်ဘုန်းကြီးတင်မှုရှာလိုက်တော့ဘယ်ဘုန်းကြီးနဲ့တင့်တော်တော့လို့ဆိုတော့ဆုံးပြပေးသွားဆရာတော်တစ်ပါးကနေအောင်နဲ့မင်းကျောင်းအတုမရှိတဲ့ကူတော်ကတဘာမှမပါဘူးဗျတကားတော့ရေမြေရှင်မင်းတို့မင်းတရာသင်သည်အတုမရှိကြောင်းလို့မှဲ့ထားပါသဖြင့်အတုမရှိတဲ့ပုဂ္ဂိုလ်သာထိုင်အပ်ပါသောကြောင့်အတုမရှိတာကလည်းဘုရားတဆူဖြစ်လို့မင်းကြောင်းကြီးဘုရားကြောင်းဖြစ်စေဘုန်းကြီးတွေကတိကြရောအတိကြဆိုတာလူနားလဲအောင်ပြောတာဘယ်သူမှထိုင်ရဘူးအဲ့ဒါအတုမရှိအသုံးမှားသွားတယ်ဘုရားကြောင်းကြီးဖြစ်ရတယ်ပြိဿရဲ့ဒါတော့အတုမရှိလှတော်မူတဲ့မြတ်စွာဘုရားကိုအင်မတန်လှတာပဲမာဂန္ဒီဘုရားမှမသိတော့လေကြိုက်မိတာဗောပြည်သားကြီးဘုရားမှန်သိတဲ့အမျိုးသမီးမှန်သမျှဘုရားကိုကြိုက်ရဲပါကြိုက်ရဲပါဦးဗျာအေးဟိုမှမသိလို့ဘုရားကိုသူကြိုက်မလီလှလိုက်တယ်ယဟန်လှလိုက်တယ်ယဟန်ငါဖေးမေးကဒီယဟန်နဲ့ပေးစားတော့မထက်ဟန်ကြပြီလောကသူတော့လှတာငါမတွေ့ဘူးအမလေးလှတယ်ယဟန်ကြီးငါနဲ့ဘယ်နဲ့ညနဲ့ဘယ်နဲ့ညတော့ရှောက်တွေးကုန်တာအိုင်တွေးပြီးကြိုက်နေတော့ဘုရားကသူ့အပုတ်ကောင်ကြီးလဲပြောလိုက်ရောမေးမယ်နော်သူ့အပုတ်ကောင်ကြီးလဲပြောလိုက်ရောမာဂန္ဒီဘုရားကြည်နှံ့ရဲ့လားပြကျေနပ်ပါဗျာဒါဖြင့်ကြည်နှံ့အောင်ဘုရားတတ်နိုင်ရဲ့မာဂန္ဒီကဘုရားကိုကြိုက်တယ်ဘုရားကသူ့ကိုပြန်မကြိုက်နိုင်သူကြိုက်သည့်အလျောက်ဘုရားကသူ့ကိုပြန်မကြိုက်တော့မာဂန္ဒီကြည်နှံ့ရဲ့လားဒါကြောင့်ကျုပ်ကပြောတဲ့စစ်ဘိုလ်တွေကိုကျင့်နှံ့အောင်တော့ကျုပ်မတတ်နိုင်ဘူးနော်လို့ဖရာတောင်မတတ်နိုင်ဘူးလို့တမလွန်လောကရှိမရှိကိုကျုပ်စပြီးတော့ပြောပါမယ်လို့တမလွန်လောကလေတက္ကကြီးတို့ရှိပုံလေးကျုပ်ကူတွေကျုပ်ဟောရှမ်းပြည်မြောက်ပိုင်းသွားပြီးတရားဟောတော့ကမိုးမိတ်မှာလူတယောက်တွေ့ခဲ့မိုးခုတ်ရဲ့ဟိုဘက်မိုးမိတ်ဆင်ဝင်စားတဲ့လူတယောက်ကျုပ်တွေ့ခဲ့တယ်
တခါကြီးမယုံရင်တော့သွားပြီးတော့မေးပေါ့လို့ဆင်းသေးလို့ဝင်စားတယ်အဲ့ဒီဆင်းသေးလို့ဝင်စားတဲ့လူကလေလူဘဝရောက်တော့ဆင်ဦးစီးဖြစ်တဲ့သူ့အရှင်သခင်ထားပြီးမဲ့နေတဲ့တစ်ခေါင်းတွေကဟောဆေးတံတူလေးယူပေးသဗျာလူဘဝရောက်တော့ပြီးတော့လေသူ့အရှင်သခင်ထားခဲ့တဲ့ကြည်နေတဲ့ဝိရွရှင်ဖယားရှိခိုးစာအုပ်ကလေးတစ်ပင်ခွာကြမှာလေအဖိုးကြီးကလည်းမဲ့နေတဲ့ဆွေးယူပေးသဗျာဆင်ဝင်စားတာနောက်လေအမလီမတ်တပ်ပြေကလေးဘဝရောက်တော့အဲ့ဒီကလေးလေးကလေဒီမဲ့တရားနာပြိဿသူဆင်ဘဝတုန်းကသူကိုယ်တိုင်ဆွဲခဲ့တဲ့တစ်တုံးကြီးတွေကလေးကသွားပြီးတော့မာတာရဘူးဒီလိုလက်ကလေးခါဗျရဘူးတဲ့မဲ့ဟိုတုန်းကတဲ့ဒီတစ်တုံးကြီးဒီနေရာမဟုတ်ဘူးပေါ့လေပါဇက်ကမပြောဘူးဟိုတုန်းကသူဆွဲလာခဲ့တဲ့နေရာကိုသွားပြအဲ့ဒီကနေသူဒီလိုဆွဲလာတာတဲ့ဒီရောက်တယ်တဲ့ခုမရတော့ဘူးတဲ့ဆင်ဝင်စားတဲ့ကလေးကအဲ့ဒါစကားကလေးတက်လို့မေးလာတဲ့အခါအစတော့ပြောသေးတယ်နောက်သူမပြောတော့အဲ့ဒီလူကိုကြုံမရအောင်ရှာပြီးတော့မေးခဲ့ဟုတ်ပါတယ်ဗျာတဲ့သိတော့သိတာပဲဗျာတဲ့ခုတည်းထိသိတော့နဲ့ရှက်လို့တပည့်တော်မပြောတော့တာပါတဲ့ရှက်ပါနဲ့လေလို့ဒီလိုကြပြောင်းကြပြန်တန်တရားမှာကျင်လီကြရတာပဲလို့ဆင်ဘဝတုန်းကခမည်းရဲ့လူနဲ့ဆက်ဆံမှုလူကိုကြောက်ပုံလန့်ပုံအကောင်ထဲကြီးပြီးလူကိုဘာလို့ကြောက်တာလဲလို့ကြုံမေးကြည့်ရှင်ဘုရားတဲ့လူဘုံကသိကြီးတာဗျာကဲပြောစမ်းများလူဘုံကသိကြီးတာဗျာတဲ့တပည့်တော်တို့မျက်စိပေါက်ချင်းချင်းလေးနဲ့လေအဲ့ဒီလူကိုကြည့်လိုက်ရင်ထမ်းမနီလောက်ရှိတယ်ဗျာတဲ့အရက်ကမှန်နော်ခင်ဗျားတို့ဘုံကြီးတယ်နော်ပရိသတ်ကိုဘုံကြီးမှလည်းသိပါစေထမ်းမကြီးလောက်မြင်တာဖရားတဲ့ဒါကြောင့်အကောင်ကြီးပြီးတော့တပည့်တော်တို့ကလူကိုသိကြောက်တာဖရားပြီးတော့လူကင်တဲ့တပည့်တော်တို့လှန်ကလေးဟာလေတထွားသားရှိတာဖရားအဲ့ဒါလေးကိုတပည့်တော်တို့လက်ထဲကြည့်လိုက်တော့ဒီငပြောဘက်ကြီးလောက်ရှိတယ်ဖရားဟောဆင့်မျက်စိနဲ့မြင်ရဒါကြောင့်တပည့်တော်တို့လူကိုသိကြောက်တာလူဘုံကြီးမှန်းကိုတပည့်တော်ဒီဘဝရောက်မှသိတာဖရားတဲ့ပြီးတော့လည်းပဲလူဘုံကနှိမ့်တာလဲတပည့်တော်တို့သိတယ်ဗျာလူဘုံကနှိမ့်သွားတဲ့အချိန်ခါမှာတပည့်တော်တို့မျက်စိထဲမှာလေအဲ့ဒီလူဟာမြေကြီးကပ်ပြီးတော့တပည့်တော်တို့လက်ညှိုးလက်မလေးလောက်ဖြစ်သွားတယ်တဲ့အဲ့ဒီချိန်ခါမှာတပည့်တော်တို့ကမလုံရင်သာဖရားတဲ့လုံရင်သေတယ်တဲ့ခွာနဲ့ရှနှာမောင်းလေးနဲ့ကန်ပြီးလွှင့်ပြစ်လိုက်ကန်ရိုက်လိုက်အဲ့ဒါဘုံနှိမ့်တဲ့အချိန်ဖရားဒါကြောင့်လူဆိုတာကံပြီးအမြဲတမ်းမြင့်မနေဘူးနှိမ်လိုက်မြင်လိုက်ဘုံပြီးအမြဲတမ်းကြီးမနေဘူးနှိမ်လိုက်မြင်လိုက်အမလေးဆင်ဝင်စားလူကြီးပြောမှလူကံလူဘုံဟာနှိမ်လိုက်မြင်လိုက်ကျုပ်အဲ့ဒီကြမှာပို့ပြီးတော့ယုံကြည်သွားသဗျာလို့အထောက်ကူရသွားသဗျာလို့ကျုပ်ကစစ်သားတွေပြောတယ်အဲ့ဒါတကားကြီးတို့တမလွန်ရှိလို့ပေါ့ဗျာလို့ခုခေတ်လဲခင်ဗျားတို့ကြားဘူးမှာပါလို့ဘယ်ရွာဘသူသားလေးဝင်စားတယ်ဘသူသမီးလေးဝင်စားတယ်အကုန်ပြန်ပြောနိုင်တဲ့ဆိုတာလေလို့ဒီမှာကြားဘူးတယ်ဗျာရှိလို့လားဗျာလို့မရှိလို့လားလို့တကယ်ကောဝင်စားတော့ဟိုဘဝတုန်းကမသေးခင်တုန်းကဟိုဘဝကဟာတွေကိုအကုန်ပြန်ပြောနိုင်တယ်ဗျာလို့အဲ့ဒါယုံရလားလို့ဆိုတော့ယုံပါပြီဗျာတဲ့မယုံတဲ့ဘက်ကဘသူတွေတုံးဆိုတော့တပည့်တော်တို့ကဗျာတဲ့ယုံပါပြီတဲ့ကဲယုံတစ်ထက်ယုံအောင်ကျုပ်ဒီကနေ့ကြောက်ခဲလေးရဲ့ဘဝဆုံးရှာပြီဆိုတဲ့တရားကိုဟောမယ်အဲ့ဒါကျုပ်ဟောခဲ့စစ်တပ်မှာကြောက်ခဲလေးရပါလေခင်ဗျားတို့သိတယ်မကြီးနဲ့မှလင်ကိုသတ်ဆိုတာလေလေးဘဝတိုင်တိုင်သတ်အကုန်လုံးသူရဲ့မယားကိုညီကပြစ်မှာတော့မယားလို့သူတိုက်တွန်းလို့ညီလို့တဲ့လူကအကိုကိုလူဘဝရဲရင်းနဲ့ခုတ်သဆွဲလန်းတော့မွေဖြစ်သအနောက်ဆွဲလန်းတော့နွားဖြစ်သဆွဲလန်းတော့ခွေးဖြစ်သလေးဘဝတိုင်တိုင်သတ်တာဟောငါးဘဝမြောက်ကြတော့လေအဲ့ဒီသူ့ညီနဲ့ရနေတဲ့သူ့မိန်းမရဲ့ဝမ်းမှာသွားပြီးတော့တန်တေတီတယ်မွေးလာတော့အမေကိုအမေမခေါ်တော့ဘူးလူသားကောင်းပါကြီးဆိုတတ်မလို့ဟောနောက်ပိုင်းကြတော့မှတတိတံဝေကရပြီးနောက်ပိုင်းအာသမောကုန်ခန်းလို့ယဟန္တာဖြစ်တယ်ဆိုတဲ့အဲ့ဒီဇတ်လန်းကိုကျုပ်ခေါ်ခဲ့ဒါကြောင့်တရားနာပြေးတာတမလွန်လောကရှိမရှိဆိုတာတော့ယုံလဲယုံကြည်သွားလို့အဲ့ဒီဇတ်ထုတ်ကျုပ်စစ်တပ်မှာဟောလို့ကံပြီးသွားပြီ
နောက်တစ်ခါငရဲနတ်ပြည်ရှိမရှိအဲ့ဒါကြတော့ကျုပ်စစ်ဖို့တွေကိုတဲ့တဲ့မပြောဘူးဘယ်တဲ့တဲ့မပြောဘူးလေကျုပ်ကလည်းတွေ့ခဲ့တယ်လေသူတို့မမေးခင်ကမန္တလေးမှာကျုပ်တပည့်ဖြစ်နေပါပြီခုကျူရှင်ပြနေကျူရှင်ကျောင်းဆရာလုပ်နေတယ် BA သူနဲ့ကျုပ်နဲ့တနင်္ဂနွေနေ့ကြီးသွားတွေ့ရှင်ပြားတဲ့ငရဲပြေနတ်ပြေဆိုတာရှိသလားတဲ့ကျုပ်နဲ့သူနဲ့ယဉ်နှီးသေးဘူးငရဲပြေနတ်ပြေဆိုတာရှိသလားလို့မေးတော့ကျုပ်ကဖြေလိုက်တယ်ရှိပါဘူးကွာရှိပါဘူးကွာဆိုသူမျက်လုံးကြီးလှန်ကြည့်မကြည့်နဲ့လို့ရှိဘူးသူကမရှိဘူးထင်လို့မေးတယ်လို့ကျုပ်ကမရှိဘူးပိတ်ပြောတော့မျက်လုံးပြူးကြည့်တာပေါ့ရှင်များတို့ဟောနေတော့ငရဲပြေနတ်ပြေရှိတဲ့ဆိုအေးလေအဲ့ဒါစာအုပ်ထဲကကြည့်ဟောတာပဲငရဲပြေနတ်ပြေငါမမြင်လို့မရှိဘူးပြောတာလို့သူကမမြင်လို့မရှိဘူးလို့ညင်းမလို့လှုပ်တဲ့လူကိုကျုပ်ကမမြင်လို့မရှိဘူးပြောတော့ဟိုလူဘေးလို့ကျင်ကြဖြစ်နေပြီဒီလိုပါကွာလို့မင်းတို့ကမမြင်ရင်မရှိဘူးမတွေ့ရင်မရှိဘူးလက်တွေ့မဟုတ်ရင်မယုံဘူးလှုပ်နေကြပါတယ်လို့ဟဲ့ငါပြောမယ်ကွာလို့မမြင်လို့မရှိဘူးဆိုရင်ရှိတော့ရှိပါတယ်ကွာရှိတဲ့အကြောင်းလည်းငါပြောမယ်ပေါ့လို့မင်းအခုဟောဒီနာမှာတို့ထိုင်းနေတယ်ကွာလို့ဒါပါလေးတုံးဟိကျုပ်ကကင်ပြအဝတ်အစားမပါဘူးရုပ်လေးရောဘာရုပ်လေးတင်ထားတယ်ဒါပါလေးတုံးဟိအဲ့ဒါရုပ်လေးဖြစ်မင်းဒီရုပ်လေးဒီနာရှိတယ်ဆိုတာအခုယုံရင်လားလို့ယုံတော့ဗောဗျာတဲ့မျက်စိအောက်တင်မယ်မင်း50လမ်းသွားကြည့်ကွာသူကမတ်တထတယ်သွားမဟုတ်ပါဘူးလို့စိတ်ထဲ50လမ်းသွားပြီးကြည့်လိုက်မြင်မှုလိုက်မြင်တယ်ဗျာရှိတယ်ဆိုတာမင်းယုံပါတယ်ကဲတမိုင်လောက်သွားတော့ဒီနာမင်းယုံကြည်တဲ့အဆောင်တယောက်ထားခဲ့ဒီကလေးလည်းငါဖွဲ့မပြစ်ဘူးထူးချေလည်းမပြစ်ဘူးမီးလည်းရှို့မပြစ်ဘူးဒီကလေးလေးထားပြစ်ခဲ့ဟောဒီအယုတ်လေးတမိုင်လောက်ကသွားကြည့်ဟေးလို့မင်းမြင်သေးလားမြင်ဘူးဗျာအယုတ်လည်းငါဖွဲ့မထားပါဘူးကွာလို့ဒီနေရာဘယ်မှာလဲဖြောင်းမပြစ်ပါဘူးလို့ရှိတယ်ဆိုရင်မင်းယုံမလားဟေ့ဒါတော့ဗျာတဲ့ယုံမှာဘောတဲ့ဟောဗျာမင်းမမြင်မနဲ့ယုံသလားလို့မင်းကသာမမြင်မေမယ်လို့သူကတော့ဒီမှာရှိနေတယ်ကွာလို့မမြင်မေမယ်လို့အခုရှိနေတာကိုမင်းယုံရင်ငရဲနတ်ပြည်ဆိုတာကိုမမြင်တာနဲ့မယုံဘူးပြောလို့ကိုကဲမင်းတို့သိတော့မလားကွာလို့ကဲမင်းကမင်းမဲ့ကွာလို့ဒီနေ့ပါနေတော့ဒီနေ့တနင်္ဂနွေပါဗျာတဲ့တပည့်တော်ကျူရှင်အားလို့ဒါကြောင့်ဆရာတော်နဲ့တွေ့ရတာပါတဲ့ကဲဒါဖြစ်ကောင်းပြီကွာမင်းတနင်္ဂနွေဆိုတော့ဒီနေ့တနင်္ဂနွေပြီနောက်ပြင်ကပါတော့နောက်ပြင်ကတနင်္လာဗျာတနင်္လာပြသမ်းမှာကွာလို့ငါကြည့်ကျင်လို့ရှင်မရတနင်္လာဘယ်ကြည့်ဖြစ်မလို့ဗျာရှိဖြစ်ရမှာပေါ့ကွာလို့တနင်္လာကနောက်ပြင်ကကြမှာတနင်္လာတွေ့ရမှာနောက်ပြင်ကကြတော့ကိုတွေ့မလားလို့တွေ့တော့တွေ့ဘူးပေါ့ဗျာတဲ့တနင်္လာလို့ဒါသိကြုံပဲပေါ့တနင်္လာလို့သိတယ်ဆိုတာမမြင်မဲနဲ့မတွေ့မဲနဲ့မင်းသိကြုံလေးနဲ့ယုံသလားလို့ဒါတော့တနင်္လာဖြစ်နေတော့ယုံရမှာပေါ့ကဲဒါဖြင့်ကောင်းပြီမင်းတနင်္လာဒီကနေ့ပြနိုင်ရလားဟိပြနိုင်မှုဗျာတဲ့ဘာဖြစ်လို့မရောက်သေးလို့တဲ့နတ်ပြင်ကတနင်္လာဆိုတော့မင်းဒီတနင်္လာကိုဘယ်နေ့ကြမှာတွေ့မှာတော့နတ်ပြင်ကကြမှာတွေ့မှာပဲအေးကွာတဲ့မင်းတနင်္လာတောင်မှလို့ဒီကနေ့ကမေးတာမင်းနတ်ပြင်ကမှသိမှာနတ်ပြင်ကမှတွေ့မှာပြလို့မရပါဘူးဆိုရင်လို့တနင်္လာကိုမရောက်သေးတော့တနင်္လာမသိသလိုမတွေ့သလိုမရသလိုပါပဲကွာလို့အဝိစီဆိုတာကလည်းဝေးနေလို့မရောက်သေးလို့ပါကွာလို့နတ်ရှင်ကရောက်ရင်တနင်္လာလို့သိသလိုအဝိစီလည်းမင်းမရောက်သေးလို့ရောက်ရင်တော့သိမှာပါကွာကျုပ်စိတ်ဆိုးတာအဲ့ဒီကောင်မျက်နှာကြီးကိုရဲသွားဒါကြောင့်တက္ကကြီးတို့ရာလို့မရောက်လို့ဝေးလို့မသိတာပါနတ်ပြေငရဲပြေဆိုတာတွေရှိကိုရှိတယ်ဗျလို့ပြောတော့အဲ့ဒါလည်းပဲသူတို့ငြိမ်တော့ငြိမ်သွားယုံရလားမေးတော့ငြိမ်ယုံမယ်ငြိမ်ယုံမယ်
နောက်တော့ကျုပ်ကအမျိုးမျိုးခင်ဗျားတို့ဒါတွေရှောက်ပြောလေအတော်ခြေလျရသွားမှာစိုးလို့နောက်ဆုံးတော့ကျုပ်အမျိုးမျိုးပရိယာတွေနဲ့ပြောပြယုံပါတယ်ဘုရားဆိုတာလက်ခံပါတယ်ဒီအဖြေတွေဟာကျုပ်ပြောနေတာကတော့စာတတ်တမတတ်တကလေးပေါက်စာလေးကနေပြီးသဘောပေါက်လောက်အောင်ပြောတဲ့စကားလုံးအသေးအဖွဲပါဒီလိုအသေးဖွဲပင်ဖြစ်လင်ကစားကျွတ်တို့ထက်ပိုပြီးတော့ဖြေကြနိုင်တဲ့မြန်မာနိုင်ငံမှာအကျော်အမော်ဆရာတော်ကြီးတွေရှိပါသေးတယ်မျက်ခြေပြတ်မခံကြပါနဲ့မျက်ခြေပြတ်မခံကြပါနဲ့မသိတာမေးကြပါရှောက်ကြပါအဖြေတောင်းကြပါဒီမှာရှေးဦးပထမကျွတ်တို့အရင်လာပြီးတော့ချီးမြှင့်သွားတော်မူတဲ့တိပိဋကဒရဆရာတော်ဘုရားကြီးဆိုရင်ကျွတ်တို့မြန်မာနိုင်ငံမှာတရဖူဆောင်ဆရာတော်ကကျွတ်တို့တဲ့တောက်တစ်ခါအပင်မခံမဟာဗုဒ္ဓဝင်တော်ကြီးလေရေးလို့ပြီးစီးသွားပါပြီကျွတ်တို့ကျမ်းဂန်နဲ့မှွေနောက်ရှာဖွေပြီးတော့စာအုပ်တွေဓပုံကြီးထားပြီးတော့မရှာနိုင်တော့လဲတိပိဋကဒရဆရာတော်ဘုရားကြီးရှာပြီးတော့ပြုစုစုဆောင်ပေးသွားတဲ့ဗုဒ္ဓဝင်တော်ကြီးဒီကျွတ်တို့ရဲ့အာကိုစရာဖြစ်သွားပါပြီတစ်ချိန်တည်းနဲ့ကျမ်းဂန်တွေပေါင်းစုံကျမ်းဂန်အညွှန်းနေနဲ့မြန်မာနိုင်ငံမှာပြန်တော်မူသွားလို့ရှိရင်အစားထိုးလို့မရတဲ့ဆရာတော်ကျွတ်တို့လိုဘလုံးရှုပ်ထွေးကြော်ရတော့ပေါ်တယ်ပြိဿဒါကြောင့်ဆရာတော်ဘုရားဒီတစ်ခါကျွတ်တို့တွေအပင်မခံသဖြင့်ဆရာတော်ဘုရားတရားဟောတဲ့နေရာကြည်ပြီးတော့ကြည်ညိုလိုက်တာအားရလိုက်တနာလဲတနာလိုက်တာကျွတ်တို့စိတ်ထဲဒါလောက်အပင်မခံတဲ့ဆရာတော်ဘုရားအစားထိုးလို့မရကျမ်းမာရေးတရားဓမ္မတွေကဝိုင်းလျှောက်တော်လဲတရားခေါ်ရင်သေပါစီဆိုတဲ့ဇွဲရယခုတည်းဆရာတော်မှာရှိခုတည်းရှိတယ်အခါတလေများမန္တလေးမြို့ပဲစီဆရာတော်တရားပွဲစဉ်တွေကြည်လိုက်အမလေးဘယ်ဓမ္မယုံမှာဘယ်နှနာရီရနေဘယ်နှနာရီဘယ်ဓမ္မယုံမှာဘယ်နှနာရီရနေဘယ်နှနာရီကိုတက်နေတယ်ဗျာလေးပွဲတောင်ဟောတော်မူဒါကြောင့်တရားနာပိဋကကြီးကျွတ်တို့မြန်မာနိုင်ငံမှာမသိတာမှန်သမျှသိအောင်လို့ကုံစင်အောင်ဟောပြတော်မူတဲ့သမ္မာသမ္ဗုဒ္ဓဘုရားသခင်ကိုတော်မြတ်မရှိတော်လဲအဲ့ဒီလိုတိပိဋကဒရဧကမဟာပါဏိတဓမ္မစရိယပထမကြီးပထမကျော်အစရှိတဲ့ခမည်းတော်တောင်မူသူဓမ္မပရိယတ္တိဟောဒီတောင်မူသူဓမ္မပရိယတ္တိစာပြမွဲကြီးမှအောင်မြင်တော်မူတဲ့မြန်မာနိုင်ငံမှာယဟန်ပညာရှိတွေများစွာရှိပါတယ်မေးကြပါမျက်ခြေပြမခံကြပါနဲ့ကျွတ်တို့ဖြေတဲ့အဖြေလေးတွေကသေးငယ်ပါသေးတယ်ပြိဿဒါကြောင့်အလုံးလုံးတရားဓမ္မတွေအားကျုပ်ကဲ့သို့အခုပြောတဲ့စကားထဲမှာတရားနာပြိဿဖရာရလည်းပြီးသွားပါပြီဇံရလည်းပြီးသွားပါပြီနော်တရားနာပြိဿကျုပ်လှဲ့ထွက်သွားတာလေကံအရာကိုပြောကြပါဦးပြိဿဘာအရာကိုပြောမလဲဇံရကလှဲ့ထွက်သွားတာတော့စကားဖြတ်ခဲ့ကြသူမဖြတ်ရင်မပြီးဘူးကံအရာကာမဝိပါကောအစိန်နေရောကံအရာမကြံနဲ့တဲ့ဘုရားကကျုပ်ဟိုနေ့ကတောင်ထဲ့ပြောခဲ့မိမတယောက်ကျိုးဆွဲချတယ်တစ်ပင်ပေါ်ကလေပင်ကျိုးတက်ပြီးကျိုးဆွဲချခြေတော့ကအောက်ထောင်းမိခြေတော့အောက်ထောင်းမိတယ်ဘေးကလူတယောက်ကလည်းခါမဓမ္မကြီးပါဟာမလေးကွယ်လုံးကြီးပေတော့မှာပဲဒီမိမတော့ငါတော့ကဲမဓမ္မကြီးကင်ပြီးတအားပြေးဟိုရောက်တော့အဲ့ဒီမိမလေပင်ဆွဲထားတဲ့ကျိုးကလေဝေဟောက်ကြီးဖြစ်နေတယ်ဟာမွေဆိုပြီးဘာပြောကောင်းမလဲဓမ္မလွှင့်ပြစ်ပြီးပြေးသေရောဟိုမိမဒီတော့ဟိုမိမဘာဖြစ်သေတယ်အဲ့ဒါနောက်လေတရားနာပြည်သားဟာကျိုးကမွေဖြစ်တဲ့ဒါကြောင့်ဟိုမိမဟိုလူဓမ္မကြီးနဲ့ဖြတ်နိုင်ရဲ့သားနဲ့မဖြတ်လို့ကျိုးမဖြတ်လို့ဟိုမိမတော့မဟုတ်ဘူးကျိုးမဖြတ်လို့မွေဖြစ်တဲ့ကွာကျိုးကမွေဖြစ်တဲ့ကွာနောက်ဘုရားကုတော်မြတ်ကဟောတဲ့ခြေသားတို့တဲ့ကျိုးကမွေဖြစ်တာမဟုတ်ဘူးတဲ့အဲ့ဒီမိမကဒီကျိုးနဲ့သေရမယ်ကံကြီးရပါလာတယ်ဘယ်သူတားလို့မှမရဘူးတဲ့ဒါကြောင့်ကျိုးနဲ့သေရမယ်ကံပါလို့ဟိုလူဓမ္မကြီးနဲ့လာတဲ့ချိန်ခါမှာကျိုးကတကယ်မွေဖြစ်တာတော့မဟုတ်ဘူး
အဲ့ဒီလူရဲ့စိတ်ကူကမျက်စီတဲ့မြင်တဲ့ကြိုးကိုမွေကြီးထင်တာတဲ့ကံကတားလွတ်လိုက်တာမလုံးနဲ့မင်းကယ်လို့မရဘူးသူသေကိုသေမှာဆိုပြီးကံတားလို့ကြိုးကိုမွေထင်တာကျိုးကတကယ်မွေဖြစ်တာမဟုတ်ဘူးလို့ဘုရားဟောမှန်လားပြိဿကြီးမှန်ပါတယ်ဗျာဒါကြောင့်ရေနဲ့သေမဲ့လူရေနဲ့ပဲသေတာမှန်တာတော့သေသေးချာချာအချို့ကရေနဲ့သေမှာဆိုလို့တဲ့အမလေးမြစ်စိတ်များမသွားဘူးမသွားပြီဒီကြံဖန်ပြီညမဆောင်းလို့ပါပြောကြတယ်အမလေးတဲ့မိသားများစီးပါဘူးတဲ့မိသားနဲ့သေမှာကြောက်လို့မိသားနဲ့သေမှာကြောက်လို့မိသားလွတ်အောင်ရှောင်ဝင်မဲ့လို့မသွားမဖြစ်တဲ့ကိစ္စဆုံးတော့လေတွဲချော်ကြတာသည်ကံနေခရတဲ့တူဘဝဆုံးမြတ်ချက်ကပါလာဒီဘဝမှာဇာတိကစပြီးတော့လူဖြစ်လာတဲ့အချိန်ကစ၍တရားနာပြိဿဘယ်လိုသိရမယ်ဘယ်ပုံစံနဲ့မသာဖြစ်ရမယ်ဆိုတာပါပြီလားမသိကြလို့မှန်ရလားပြိဿကြီးဘုန်းကြီးပြောတာဒါကြောင့်တရားနာပြိဿကြီးတချို့မော်တော်ကားစီးလို့ရှိရင်မော်တော်ကားမှောက်ပြီးတော့သေမကြောက်လို့မစီးပဲနေတဲ့လူရှိသည်ကားနဲ့လွတ်ပြီးတော့မသေးအောင်ကြံဆောင်ပေးမယ်လို့မန္တလေးကြောက်စစ်တန်းအိမ်ထိုင်းနေတဲ့လူကားကရော့တံပြုတ်ပြီးတော့အိမ်ထဲဝင်တိုက်လို့သေရှာသည်ကံလို့ဆိုနေမှာဒါနဲ့သေရမယ်ကံဘေးမှာကြောက်လန်းဘေးမှာတရားနာပြိဿရဲ့ဒီတိုက်ကိုယ်အိမ်နဲ့ကိုထိုင်းနေတာဟိုကားကြီးကပြုတ်ပြီးသူရှိဝင်တိုက်တာအိမ်ထဲဝင်တိုက်တာဒါကြောင့်တရားနာပြိဿကြီးကံအရာမှမကြံစီပါနဲ့တဲ့ဘုရားကတိုင်းကျွတ်တို့ဟိုနည်းနည်းလေးဆုံးသွားအောင်သွားလိုက်ကြအောင်လို့လောကစိန္ဒာနစိန္ဒာလောကကြီးအကြောင်းကြံစီပါနဲ့လောကကြီးအကြောင်းကြံလို့ရှိရင်လည်းယူသွားနိုင်ကျုပ်ဟိုတကာကြီးပြောခြင်းနဲ့မကြံစီတဲ့၄ခုကိုဟိုတကာကြီးပဲပြန်ဆက်ရအောင်တကာကြီးလို့လောကကြီးအကြောင်းကြံကြမှာနဲ့လို့၃ခုပြောခဲ့ရင်သဘောပေါက်တော့ပြီနော်လို့တောကျော်အားတကာကြီးဆိုတော့ကျုပ်ကမေးတယ်ရန်ကုန်ရောက်ဖူးသလားလို့ရောက်ဖူးပါဘူးဗျာတဲ့ရန်ကုန်မရောက်ဘူးရင်တကာကြီးကိုကျုပ်မေးရအောင်မယ်လို့မတရားသဖြင့်မေးတယ်လည်းမအောင်မိနဲ့လို့ရွှေတကုံဘုရားကြီးကဘယ်နာတည်ထားတာသူဘုရားကြီးကကျုပ်မော့ကြည့်ခက်တယ်ဗျာလေမရောက်ဘူးမှဆိုကရွှေတကုံဘုရားဘယ်သိမလို့ဒါဖြင့်ဘိုးတစ်ထောင်ကရောဗျာဘိုးတစ်ထောင်လည်းမပေးနဲ့ဘိုးနှစ်ထောင်လည်းမမေးနဲ့ဆူးလိတ်လည်းမမေးနဲ့ဘာမှမသိဘူးတဲ့တခါကြီးဘာလို့မသိတာတော့မရောက်မှမရောက်ဘူးပဲဘယ်သိမတုံးဗျာတခါကြီးရဲ့လို့ကို့မြန်မာပြည်အတွင်းမှာရှိနေတဲ့ရန်ကုန်လေးလောက်မှခမားမရောက်ဘူးလို့မသိရင်အဝေးကြီးဖြစ်တဲ့ဟိမဝန္တာအကြောင်းညာခမားသိခြင်းယူတော့မှာပေါ့လို့မကြံနဲ့ပြောလို့မကြံစီအပ်တဲ့အရာဌာနလောကစိဏနာစိဏလို့ပြောလိုက်တော့ဖိုးကြီးလည်းသဘောပေါက်သွားအမလေးနောက်ဟိုသူမင်းလို့ဖြေခဲ့တာကြီးရှောက်ပြောတယ်ပြီးမှမဟုတ်ဘူးပြိဿပြီးမှမဟုတ်ဘူးပြိဿဒါကြောင့်တရားနာပြိဿကြီးခမည်းတော်ကျွတ်တို့မကြံစီအပ်တဲ့အရာကိုကြံရင်ယူရပါသည်ကိုယ်အရာမဟုတ်ဘဲနဲ့ကိုနားမလဲပဲနဲ့ဝင်ပြီးတော့သွားပြီးတော့လူလဲလှုပ်ရင်လဲယူရပါသည်မှန်လားပြိဿကြီးမှန်ပါတယ်ဗျာဒီကနေ့ရှေ့ပိုင်းမှာဒါနတန်တရားမရှိဘူးလောဘကတန်တရားရှိတာပါဆိုတာကိုဖြင့်တရားနာပြိဿကြီးသဘောပေါက်ရိပ်စားမိဗလားသဘောပေါက်ဗလားပြိဿသဘောပေါက်လို့ရှိရင်ဖြင့်လှူကြတန်းကြမယ်ပုဂ္ဂိုလ်များသည်တောင်းရမယ်ဆုကပါတယ်ဆိုလိုက်စမ်းမဣရမေပုံညာအာသဝေခယံဝဟံဟောတုပါဖယာဆုတောင်းပြီဗလားလှူရင်တော့ဒီတိုင်းဆုတောင်းတော့မလားအာသဝတရား၄ပါးတို့ရဲ့ယိုစီးခြင်းကင်ပြရာဖြစ်တဲ့နိဗ္ဗာန်ကိုရွတ်ဆောင်နိုင်သောကိုဖြစ်ရပါလို့ဤဖယာဒီဆုတောင်းရင်ခမည်းတော်လှူတဲ့ဒါနသည်တန်တရားရှိသောဒါနဖြစ်နိုင်ပါမလားဒါကြောင့်တန်တရားရှိတာဒါန